81ကထုတ်တဲ့ solar lighting မှာ ETO 911လို့ခေါ်တဲ့ solar မီးသီးတွေဖြစ်တယ်ပေါ့ကျွန်တော်အရှိတစ်ခေါက်မှာတော့ဒီ watt 200ကိုကျွန်တော်ရောင်းခဲ့ဘူးတယ် watt 200ကပစ္စည်းအရေးအတွက်တော်တော်များများလေးကုန်သွားတယ်ပစ္စည်းပြတ်သွားပြီးတော့အခုမှပြန်ဝင်လာတာပေါ့နော်ပြန်ဝင်လာတော့သူက watt 3မျိုးနဲ့ဝင်လာပါတယ်ကျွန်တော်တို့ watt 50ဒါလေးကတော့ watt 50ဒါက watt 100ဒါက watt 200ဆိုပြီးတော့ကျွန်တော်တို့3မျိုးဝင်လာတယ်ဆိုတော့အရှိကဗီဒီယိုတွေကိုမကြည့်ဘူးတဲ့လူအတွက်တစ်ခေါက်လေးပြန်ပြောပြမယ်သူကကြတော့ကျွန်တော်တို့အိမ်မှာကျွန်တော်တို့မီးမလာတဲ့အချိန်တွေထုံးဖို့အတွက်ဖြစ်တယ်ပြီးတော့လို့ရှိရင် solar နဲ့အားပေးလို့လည်းရတယ် solar ကလည်းဒီလိုမျိုးဖြုတ်ပြီးတော့ကျွန်တော်တို့ကသူ့မှာကြိုးပါပြီးသားဒီထဲမှာကြိုးကိုကျွန်တော်တို့ရစ်ထားတယ်ကျိုးကိုဒီလိုဖြီးပြီးတော့ဒါကိုနေဘူးထဲမှာသွားထားမယ်ပြီးရင်ဒီမှာဂျက်ပင်ထိုးပြီးတော့နေဘူးတဲ့အချိန်အားသွင်းပေါ့ဗျာအကယ်လို့အဲ့လိုမသွင်းချင်ဘူးဆိုလို့ရှိရင်လည်းလူချင်းမင်းတို့ကဒီမှာတိုက်စီနဲ့အားသွင်းလို့ရပါတယ်တိုက်စီနဲ့ကျတော့မြန်တာပေါ့ဗျာโอเคအဲ့တော့ကျွန်တော်တို့ကwatt 50ရှိတယ်watt 50ဆိုလို့ရှိရင်ပုံစံတွေကတော့အတူတူပဲဒီထဲမှာပါတဲ့ကျိုးတွေဆိုလို့ရှိရင်ကျွန်တော်တို့ watt 100နဲ့ watt 200နဲ့ကကျိုးအရှည်12ပေရှိပြီးတော့ဒီဘက်က watt 50ဆိုလို့ရှိရင်တော့ကျိုးအရှည်ကကျွန်တော်တို့6ပေကျော်လောက်ပဲရှိမယ်เนาะသူကတော့watt 50ကတော့ကျိုးနည်းနည်းတူပါတယ်ခင်ဗျာဘလို့လူတွေနဲ့ပို့ပြီးအဆင်ပြေတယ်လဲဆိုလို့ရှိရင်ကျွန်တော်တို့ straight food ရောင်းနေတဲ့ဈေးဆိုင်တွေပေါ့နော်ကျွန်တော်တို့ရွေလျားနေတဲ့ဈေးဆိုင်တွေသုံးလို့ရတယ်ကောက်ပီးတွေမှာသုံးလို့ရတယ်fishing ငါးများတဲ့နေရာတွေမှာသုံးလို့ရတယ်တတိပေးတဲ့နေရာတွေမှာသုံးလို့ရတယ်သူ့မှာတတိပေးတဲ့ lighting လဲပါတယ်ပေါ့ဗျာပြီးရင် champion အနေနဲ့လဲသုံးလို့ရတယ်ကျွန်တော်တို့အရေးပေါ်ဖုန်းတွေကိုလည်းအားပြန်သွင်းလို့ရတဲ့အပြင်ကိုအိမ်ဒီမှာလည်းသုံးလို့ရတယ်လို့သူကပြောပြပေးထားပါတယ်အထဲထဲမှာဆိုလို့ရှိရင်လည်းသူ့ရဲ့ battery ကကျွန်တော်ကြိုက်တာကဒီလိုပုံစံမျိုးကိုအရန်ကြိုက်တယ်အထဲထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ 3.7 volt 18650 battery watt 100ဆိုရင်4လုံးသုံးထားတယ် watt 50ဆိုရင်3လုံးသုံးထားပြီးတော့ watt 200ဆိုလို့ရှိရင်ကျွန်တော်တို့ 3.7 volt 18650ကိုပဲ6လုံးအသုံးပြုထားပါတယ်